တဲ့သူတယောက်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုရက်ကြည့်သွားဘိုက်ဘူးလို့ဆိုပြီးတော့အစားတွေလျှော့တယ်ဘယ်နည်းရက်လျှော့နိုင်လဲဘယ်နည်းရက်ရှောင်နိုင်လဲအစားလျှော့တယ်အစားရှောင်တယ်ပေါ့နော်အစားထိန်းတယ်ပေါ့ဘယ်နည်းရက်လုံးနိုင်လဲအများဆုံးလုံးနိုင်တလားနော်တလားပြီးသွားလို့ရှိရင်အတကုံပြန်စားအဲ့ခါကျရင်နှစ်ဆအတကုံပြန်ပူအဲ့လိုမျိုးတွေနဲ့တန်ရကလဲနေတာပူအစားလျှော့လိုက်ဘိုက်ကပိန်ဝါလိုက်ပြန်စားလိုက်ပြန်ဖောင်းလာလိုက်အဲ့လိုမျိုးတန်ရလဲနေတာပေါ့နော်မဟုတ်ဘူးလားပြောတကယ်အဲ့ဒါအဲ့ဒီမျိုးတန်ရလဲနေတဲ့ထဲကနေစနေဆွဲခေါ်ချင်ဘယ်လိုဆွဲခေါ်မလဲဆိုအစားလည်းမရှောင်နဲ့စိတ်ကြိုက်တာစားလူဆိုတာအစားစားဖို့အတွက်ပဲလူဖြစ်ပြီးအစားမစားရတော့လည်းအဆင်မပြေဘူးလေဟုတ်တယ်နော်ဒီဘိုက်ကလေးပူမှာကြောက်တာနဲ့ပဲကိုယ့်ဘက်ကအစားမစားရတော့ဘူးလားဟုတ်တယ်မလားအစားကိုစိတ်ကြိုက်စားဒါပေမဲ့ပလဲသူလေးကိုတော့စောင်းထားနော်ပလဲသူလေးကိုစောင်းထားဒါလေးကကြတော့သူကကြတော့တစ်နေ့နှစ်ကြိမ်ပဲလင်းရမှာတစ်နေ့နှစ်ကြိမ်လင်းနှစ်ပတ်အတွင်းဘိုက်ကိုတိတိတတာရှော့ကြစေရပေါ့နော်သူကစိုးကြိုးမရှိဘူးအသားရည်ပူခြင်းလောင်ခြင်းဆက်ခြင်းမရှိဘူးပေါ့နော်အတိတ်ကတော့ကိုကစားကျင်တဲ့လောက်စားရတယ်ဒါလေးကိုလိန်ထားတယ်ဆိုတော့စားကျင်တဲ့လောက်စားဘာမှမဖြစ်ဘူးเนาะအဲ့လိုမျိုးပြောပြတာဒီအစားရှောင်လိုက်အိုးတန်ခုနစနေပြောသလိုပဲတန်နေရလဲနေအတန်နေရလဲကိုပြန်မသွားနဲ့တော့ပလဲသူလေးကိုပဲစောင်းထားလိုက်တော့တပူးမှ19500ကျပ်အရာဟိုမှာတန်တယ်เนาะပြီးတော့ FDA လည်းရရှိပြီးသားဖြစ်တယ်เนาะအဲ့ဒါလေးကိုပြောပြပေးတာ